အများချစ်တဲ့လောင်ချီစကင်တစ်ထွက်လာတော့မယ်အားလုံးပဲမင်္ဂလာပါ AM Game Shop နေပြန်လဲကြိုဆိုလိုက်ပါတယ် Mobile Legends ဆိုတဲ့သူတိုင်းလောင်ချီဆိုတာနဲ့ဟာကနေဟင်ကနေဖြစ်ရတဲ့အထိချောင်းကလွှမ်းမိုးမှုရှိရဲယာရီတစ်ခုပြီးတစ်ခုပြောင်းသွားပြီမဲ့လောင်ချီဆိုတဲ့ဟီးရိုးကပစ်ပန်းမှာအမြဲပါတယ်တလောကလုံးကမြေတာပို့ခံရတာလဲသူပဲချစ်လို့တော့မဟုတ်ပါဘူးကြည့်မရလို့ပါလူအများညွန်ညင်ရအောင်လဲချောင်းကင်ပြီးတော့ခိုးနူးလိုက်ပေါ်တင်အသုံးမကျလိုက်အဲ့လိုမျိုးလောင်ချီပလေယာတွေတားပေါ်လို့ဖြစ်ပါတယ်ဒီနေ့ဗီဒီယိုထဲမှာတော့ချောင်းပလေယာတွေအကြိုက်ဖြစ်စေမဲ့စကင်စာပရီတွေကိုပြောပြသွားမယ်ချောင်းဆိုတဲ့ဟီးရိုးကချင်းဘက်ဟီးရိုးဖြစ်တယ်လို့လူတုံးများတာကြောင့်စကင်စုစုပေါင်း17ခုထိအောင်ထုတ်ပေးထားတယ်စကင်တွေများတယ်လို့ limited စကင်တွေဖြစ်နေရဲအဲ့တော့အချိန်မရွေး diamond ထည့်ပြီးတော့ဝယ်လို့လဲရpromo diamond လာရင်လည်းဂုံလို့ရမယ် eBay စကင်လှတွေတစ်ခုလောက်တော့ရှိတင်တယ်အတစ်ထွက်လာမယ်ချောင်းစကင်တွေကလည်း limited ဖြစ်နိုင်ပေမဲ့899 eBay ဖြစ်မလားလို့မျှော်လင့်လို့ရတယ်စကင်ဒီဇိုင်းအနေနဲ့ကတော့9ခုထိထွက်လာတယ်ပထမဆုံးတစ်ခုကတော့ဂျပန်လေးနဲ့ဆိုတော့အယောင်ရောဒီဇိုင်းမှာ Chinese ဆန်နဲ့ထွက်လာရင်လည်း eBay စကင်အထက်ဖြစ်နိုင်တယ်နောက်တစ်ခုကတော့အထာကျတဲ့ဒီဇိုင်းနဲ့ဆိုပေမဲ့အရင်ကြီးမလှတာကြောင့်ထွက်လာရင်လည်း eBay စကင်လောက်တော့ဖြစ်မယ်နံပါတ်3စကင်ကတော့ကျွန်တော်အကြိုက်ဆုံးပဲပုံစံကမော်စကို All Star လို့အယောင်အသွေးနဲ့ဆိုတော့ Annual Star Light Collector အဲ့လိုမျိုး limited စကင်ပဲဖြစ်လိမ့်မယ်နံပါတ်4ကလည်းတော်တော်လေးမိုက်တယ်မီးလက်တီးတွေနဲ့ငကားပုံစံဆိုတော့ထွက်လာရင်လည်းလူကြိုက်များနိုင်တယ်နောက်ဆုံးတစ်ခုကတော့မမရဲ့မောင်လေးစကင်ဖြစ်ပါတယ်ကောင်းမှဂျိုလေးထွက်တယ်နွားလေးလားငကားလေးလားမပြောတတ်ဘူးလှတော့လှတယ်ထူးထူးခြားခြားအနေနဲ့တော့ကျွန်တော်တွေ့ထားတဲ့စကင်တစ်ခုရှိရယ်ဖန်အားဆိုရင်တော့မှတော်တော်လေးလှလို့တကယ်ထွက်လာစေခြင်းနဲ့အဲ့ဒါတော့ချောင်းအိတ်ဂျိုးစစ်စကင်ဖြစ်ပါတယ်အိတ်ဂျိုးစစ်စကွက်အတွက်မန်ဘာတက်ကောင်လိုနေရဆိုတော့ချောင်းကိုထွက်လာစေခြင်းနဲ့ limited ဆိုရင်တော့ထွက်လာရင်ဝယ်ရတန်စေမဲ့စကင်ဖြစ်လိမ့်မယ်ဆိုတော့အခုပြောပြသွားတဲ့ချောင်းစကင်နေတဲ့ကဘယ်တစ်ခုကိုကြိုက်ကြလဲဘယ်စကင်ကိုထွက်လာစေခြင်းလဲကိုယ်မှမမှန်းခဲ့ကြပါဦးဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ် See you guys